ပရိသူတို့အားလုံးတာလီစွာပါအာရခပရိသူအတန်ဤဂနေရခိုင်သားဂရိုက်ထုံသုံးရရှိုက်စိရှိုက်ခု၌ဝါဆိုလာပရိဂျုံငါရာဂရိုင်၌2020ခရာခု၌ဩဂတ်လ3ရက်တလောင်းလာနီမိုးထားပိသတော်ထုံလုံးမိုးအစီဆိုင်ကားနှင့်ကရဆိုလိုက်ပါတွင်ဂနေသတော်ထုံလုံးမိုးအစီဆိုင်ကိုအကျွမ်းမရဒါလီနော်တူမာဆွမ်ရနေရောကတာဝန်ယူစူစေတောင်စားပြီးလာဖို့ဖိပါတွင်ဂနေမိုးထားပိနောက်ထုတ်ခဲ့ရဖို့ပရိတော်သတော်ခေနာမှာဒုက္ခဒုတိယဂရင်းရောအာရခလောက်ဖို့အမလွန်ဆူဆွန်းကိုစိုက်တွေကစိုက်ဖိရှောင်မျိုးသားတယောက်ကန်ထူရတဲ့တော်ကောစားလီမောင်မိုးဖိုက်စိတ်တော့ပညာရေးဝန်ထမ်းတယောက်တီဆုံးခဏရောက်ပျောက်ဆုံးနေရတဲ့နော်မရီတိုင်ဆောင်မှုကြောကန်ထောက်ပရိုကြပြီးနေအင်တီပရိုကြပြစီလခရီအိစနာဘူရမ်ရိုကအင်ပရှန်တီကို UNLAA ကဖေသာထောက်ပံ့ပြီးရတဲ့တီအပါဝါနောက်တဲ့ထူကရအာရခပိတလောကတဲ့တီကိုတန်စားလောက်ဖို့ဟိမာရင်ပရိဘာသတော်ကေနာမှာတော့ခါအထိုင်းမှာမြန်မာစီတရမူရိုက်စီဝန်တီနဲ့အတူဖန်စီခံရဆိုရတဲ့တော့အော်ဒိုနီရှာကူတိုတော်ပေါ်မိလောင်မှုဖရိုင်လောအနည်းဆုံး9ရောက်တည်ဆုံးလာပြီးကလေးစီတယောက်ပျောက်ဆုံးနေဆိုရတဲ့တော့နေနောက်ထပ်ထူးကားတွေနိုင်ငံတကာသတော်တီအပါဝန်အားကစားသတော်တီကိုတောင်းစားပြလာဖို့ဟင်ပါရင်အယောင်စိုးအနေနဲ့ပရိတော်သတော်တီကိုစီရခဲတောင်းစားပြလာဖို့ဟင်ပါရင်ဒုတိယဂရင်းရောအာရခလောက်ပေါ်အမလွန်စုကိုစိုက်တွေကစိုက်ဖိရှုံမျိုးသားတယောက်ကန်ထူရတဲ့တောင်ကိုပရပရရှုံမာရင်အာရခပရိမှာအာရခပရိသူတိုလန်ရေးအစိုးရဘဟုအကောက်ခွင့်နောက်အခွင့်ဌာနအာရခလောက်ပေါ်ဌာနခွေကဒုတိယဂရင်းဖွန်လိုက်ခရီအာရခလောက်ပေါ်ပထမစုကျဲသိန်းခရိုင်ရာငေါစီစုကိုစိုက်တွေကစိုက်ဖိရှုံမျိုးသားတယောက်ကန်ထူရာဟင်းလော်ရီလို့သိရပါရင်ဒုတိယဂရင်းရောအာရခလောက်ပေါ်ပထမစုကျဲသိန်းခရိုင်ရာငေါစီကိုကန်ထူလာသူကဒုက္ခမရာဦးမလို့အလေးစီးရဲကွာမှာစိုက်ဖိတိတ်ရှုံနေသူစိုက်တွေမျိုးကကိုဇုံမရထွန်းဆိုသူဖိပါရင်ဒုတိယဂရင်းရောအာရခလောက်ပေါ်ကိုဩဂတ်လတရနေ့မှာအွန်လိုင်းကတဆော့လိုက်လောင်းဖွန်လိုက်ခါရာကိုဇုံမရထဲမှာပေါင်းမင်းနယ်ဘက်သုံးသူများ3နိုင်4သုံးနော်ပထမစုကျဲသိန်းခရိုင်ရာငေါစီကိုကန်ထူလာစွာဖရိုက်တီလို့သိရပါရင်အာရခလောက်ပေါ်မှာပထမစုကျဲသိန်းခရိုင်ရာငေါစီစုအပရောစူပေါလေးစေခေါစုကိုခွေဝေရှိမလို့ဟင်းရီအတွက်ဒုတိယစုကျဲသိန်း9ရာစုအပါအဝါကျန်ရီစုတီကိုလေအကျရိုးအာရခပရိသူအတန်ကစုံစမ်းလို့ဟင်းနေပါရင်ဆာလာဘရီဂိတော်ကောစားလီမောင်မိုးဖိုက်စိတ်အတွက်ပညာရေးဝန်ထမ်းတယောက်တီဆုံးခဏရောက်ပျောက်ဆုံးနေရတဲ့တောင်ကိုပရပရရှုံမာရင်အာရခပရိတော်ကောမျိုးနေမှာဂျလေလာ30ဒရာနင်းကပညာရေးဝန်ထမ်းတီအပါအဝင်ခရီးသည်စီ3ယောက်တောင်ဆော်လာရီစားလီတစီတိမ်မောက်ခါလို့ဆရာမ2ယောက်တီဆုံးပြီးကခဏရောက်ပျောက်ဆုံးနေရလို့ဒေသခံဒီပကသိရပါရင်တီဆုံးခါသူ2ယောက်မှာတော်ကောမျိုးနေပန့်တောင်ကျွန်းအလီဒန်ရာကဒိုပါပါဆို30နိုင်နော်ကိုဖရိုလော်ဖ30တနိုင်ရိုဖရိုက်ကပါရင်ဂျလေလာ30ဒရာနီညစာ3နာရီအချိန်မှာတော်ကောမျိုးနေပန့်တောင်ကျွန်းမကြီးတို့ဆိုင်ကကလိန်တော်သူဆရာမတီအပါဝံခရီးသည်စီ3ယောက်တောင်ဆော်လာရီစားလီတစီရင်တော်ကုံမျိုးနေပန့်တောင်ကျွန်းအနီးအိုဆိုင်ကိမရိုက်တော့မှာမတော်တဆတိမ်မောက်လခပါရင်ရော့စားလီတိမ်မောက်မှုအတွက်လာဟင်းအရှင်တီဆရာမအပါဝံခရီးသည်4ယောက်ကိုအသားရောင်လျာရာဟင်းထောက်ရီကိဆရာတယောက်နဲ့ဆရာမတယောက်တို့ဤရောလောကိုစီယူရာဟင်းထောက်ပါရင်ရော့ဘရောင်းဆရာမတီအပါဝံခရီးသည်ခဏရောက်ပျောက်ဆုံးနေတော့ဖရိုက်ပြီးကိပျောက်ဆုံးနေသူအလုံးတို့ကိုသားဆရာတာဝန်ဟင်းသူတို့နဲ့ဒေသခံတို့ပူပေါပနာဆာလာရဝေမှုတီပလူလောလိုဟင်းရီလို့သိဟင်းရပါရင်မရိုက်တိုင်ဆောင်မှုကြောင့်ကန်ထောက်ပရိုဂျာဘီနီအင်တီပရိုဂျာပြစီလာရီအိစနာဘူရာမရိုကအင်ပရှန်တီကို UNLAA ကဖေသာထောက်ပံ့ပြီးရတဲ့တောင်ကိုပရပရရှုံမာရင်အာရခပရိအိစနာဘူရာမရိုမှာမရိုက်တိုင်ဆောင်မှုကြောင့်ကန်ထောက်ပရိုဂျာဘီကနေအင်တီပရိုဂျာပြစီလခရီအင်ပရှန်တီကိုဂျလိုက်လာ30ရာနီမှာရခိုင်မြို့သားဖွေးရှုပ်အာရခတက်တို UNLAA ကဖေသာထောက်ပံ့ပြီးခရီလို့သိရပါရင်အာရခပရိမှာဂျလိုက်လာပထမအပက်ကစားလို့မို့အစာမပရရာသမှုကြောင့်ရာမိုမရိုက်ရီမန်တာလာဗနာမရိုက်ရီတိုင်ဆောင်မှုကြောင့်အိစနာဘူရာမရိုဤမရိုကန်နော်တရှောင်းဟင်းရဲရာတီကနေအင်တရှုံမရိုက်သေးသောပရိုဂျာပြစီလခရီလို့သိရပါရင်ရောအထေကအင်တဆောင်းလုံးမရိုက်သေးသောမြို့ပါပြစီလာရီအင်တီနာ
စဝါပြစီလာရီနီ30ရှိဆောအတွအိမ်ပိရှန်တီကိုဂျလေလာ30ရာနီနီခေါတနာရဲ့အရှိန်မှာ ULAAA ကအခမ်းအနားနာတကွဖေသာတီထောက်ပံ့ပိခါရီလို့အိစနာဘူရာမရုခဲတယောက်ကပရိုပါရီယောအခမ်းအနားမှာပြစီလခါရီနီအင်တီအတွအိမ်တဆောက်ကိုဖေသာရှိုက်သိန်းကျက်စီနော်အိမ်စုပေါင်း30ရှိဆောအတွဖေသာသိန်း34သိန်းကျက်ထောက်ပံ့ပိခါရီလို့သိရပါရီလာဟင်ထောက်ပံ့ဖေသာရာဟင်ခါရီနီအင်တီမှာဥစတန်ရဲကွာကစေခေါဆောပရီဒိုသာရဲကွာကအဆော20မမကြီးရဲကွာကတဆုံနော်ဩကပြေရဲကွာကတဆုံလို့ပောင်ရီလုံးမရုနေပါတီရုံတာဝန်ဟင်းသူတီကပရိုပါရီယောဘရမ်ရိုင်ရီတိုင်ဆာမွန်ဂရောင်းတဝါတပြပြစီလာရီနေအင်တီကိုလေ ULAAA ကစားလာထောက်ပံ့ပြလောက်ဖို့ practice လို့ဆိုပါရီအိစနာဘူရာမရိုရဲမိုရာတီရောက်တိုင်းရိုင်ရီမနတာဆောရိုင်ရီတိုင်ဆာမွန်ဂရောင်းကန်ထောက်ပရိုဂျာစွာတီနိုင်စိတ်ဖရိုက်ပေါ်လီဟင်းရီလို့သိဟင်းရပါရီသွေးလန်တောကေရောကနော်ပဲတဲ့လို့အာရခပရိသူကျက်မာရေးဌာနအသီးပိထုတ်ပြန်ရေးတောင်းကိုပြပရှုံမာရီအာရခပရိတဝဲမှာသွေးလန်တောကေရောက DHF နော်ပဲတဲ့လို့အာရခပရိသူကျက်မာရေးဌာနကဂျလိုင်လာ30ရာနီမှာအသီးပိထုတ်ပြန်ပါရီထုတ်ပြန်ရှာမှာအာရခပရိသူကျက်မာရေးဌာနတွင်အာရခပရိသူတီကိုကျက်မာရေးဝန်ဆောင်မှုတလုံးတဝါပြီးနိုင်ဖို့အတွက်ကရိုအာရခဒေသဤကျက်မာရေးဝန်ထမ်းတီအပရောအာရခဒေသနော်အာရခပရိသူလူထူတီကိုရှိုက်ခေါရီကျက်မာရေးဝန်ထမ်းတီနော်အကောက်ဆုံးကရိုဇာတေဆောက်လို့ဟင်းနီဘရီဂိတူလရဲကာလာကိုဖရက်သက်နေရှိအတွန်းရာသီအလိုက်ဖရိုက်ပေါ်တဲ့တေရောဂါတီကုစာရောဂါတီအတွန်းဂရတာကာကွေတာစီရီလောင်ငတ်တီရောဂါမပရန်ပေါ်အောင်အရှင်မီထင်းရှော်ရီလောင်ငတ်တီကိုလေအောက်တန်ခွဲဆိုင်ဒဘရိနိုင်တဲ့ဂရုပန်ဆော်ရဲလို့ဟင်းရီလို့ဖော်ပြထားပါရီအာရခပရိသူကျက်မာရေးဌာနတွင်နိုင်ဆိုင်နိုင်တိုက်ဖရိုက်ပေါ်လေးဟင်ရီကေသိစင်းနုံမမရီသီလန်တိုကွေရောကနော်ပဲတဲ့လို့မော်ရာတီမကြရောက်ခွန်ခါကပွန်ဂရတာပရဆန်ခါရီလို့ဆိုပါရီ2020ခါခု၌အီရီလာ20ရှယ်ရာနီမှာသီလန်တိုကွေရောကဂရောင်းစီရုံတာရောက်ကူတာရီလူနာတယောက်ကိုအာရခဒေသတော့မှာစားတော်တွင်ဟင်ခါရီကေမရုနေတရှိုးမှာကရိုဂရာစားတိုက်ဖရိုက်ပေါ်ခါရီလို့သိရပါရီယောသွေးလန်တော်ကွေရောဂါဂရောင်းလူနာတီအထည်က2020ခါခု၌ဇွန်လ10ရာနီမှာရန်ဘရီမျိုးနေကအသာတနိုင်တော့ငါလာအရေးအရှိတယောက်ဂျလေလာရှယ်ရာနီမှာမရာဦးမျိုးနေဝေသာလီရာကအသာ20ခနိုင်နိုင်ရေလူနာတယောက်နော်ဂျလေလာကိုရာနီမှာလေအသာ30ခေါင်းနိုင်ရေလူနာတယောက်အသီးသီးသီဆွန်ခါရီလို့ဆိုပါရီယန်ဂရောအာရခပရီမှာ2020ခါခု၌အတွန်းကနေအရှင်အထိဆွေးလန့်တိုကွေရောဂါဂရောင်းဆေရုံတာရောက်ကူတာမုံခံယူနေရသူ155ယောက်ထိဟင်ဘရီကေတီဆုံးသူစုပေါင်း3ယောက်ဟင်ခါရီလို့ဖော်ပြပါရီယောဘရန်2025ခု၌အတွန်းကလေအာရခတပရီလုံးမှာသွေးလန့်တိုကွေဖရိုက်ပေါ်သူ2452ယောက်ဟင်ခါရီကေတီဆုံးသူ6ယောက်ဟင်ခါရီလို့သိရပါရီသွေးလန့်တိုကွေရောဂါရေမော်ရာတီနော်မိုးနောက်ရာသီတီမှာအမျက်ဆုံးဖရိုက်ပေါ်လေးဟင်ဘရီဂိရီဂိရီသန်တီမှာပေါဖောရီခရန်ဂျာကိုက်ခရာစွာကတဆန်ကိုစားခင်ရာရီရောဂါဖရိုက်ပါရီယောင်ဂရောအော်ဂက်စလာနာစတမ်ဘာလာတီမှာရောဂါဖရိုက်ပေါ်မှုယိုနေအောင်အာရခပရိသူကျင်းမာရေးဌာနအနေနဲ့ကရတာကာကွယ်စောလုပ်ငန်းတီကိုအတဲနိုင်ဆုံးအကောက်ဆုံးအခုအချိန်ကပေါ်ပရဆာလာဖို့ဖရိုက်တီလို့ဖော်ပြထားပါရီယောင်ဘရန်အာရခဒေသတော်နေထိုင်ခဲ့တဲ့မိဖပရိသူလူတူတီဖာကလည်းကျမ်းမာရေးဌာနကရှာမဲထော်ရင်ကရတာကာကွယ်တပ်စီရီလုပ်ငန်းစိုက်တီကိုတီကျစွာလိုက်နာခဲ့ဖို့နောက်သွေးလိုက်တော်ကွေရောကလက္ခဏာတီခံစားရခဲ့နေစရာတဲကျနော်လေရဲ့ကျမ်းမာရေးဝန်ထမ်းတီနော်ကုသမှုခံယူခဲ့ဖို့ကဲရောကအသွမ်းရောဂါဖရိုက်ပေါ်မှုနုနာကုသမှုခံရခဲ့နေစရာမလို့နေကျမ်းမာရေးဌာနသို့မဟုတ်အောက်ရှောက်ရေးဌာနဒီကတဆောင်းအာရခပရိသူကျမ်းမာရေးဌာနဘဟုသို့တံပီပိုနိုင်ရပဲအာရခပရိသူကျမ်းမာရေးဌာနဤ AAHD Central Office Telegram အကောင့်သို့တံပီပိုနိုင်ရလို့လေအာရခပရိသူကျမ်းမာရေးဌာနကအသိပေးနှိုးဆော်ထားပါရီဆာလာပြီးကပြေပါတတော်တီကိုစီဟခဲတော့ပရာပီလာဘောဖရိုက်ပါရင်
ထိုင်းမှာမြန်မာစစ်တရားမူရိုက်စီဝါတီနဲ့အတူဖမ်းဆီးခံရကြောင်းသိရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ဝဲထောင်လန်ခရိုင်ဖြိုဖြူရေး KTV တဆိုင်ကိုဩဂတ်လ2နေ့မိုးထားပိုင်းမှာရေတပ်ဖွဲ့ဝင်တော်စီနောခါရာမူရိုက်စီဝါတီနဲ့အတူမြန်မာပြည်သားစစ်တရားနဲ့ထိုင်းနိုင်ငံသားဆိုင်မန်နေဂျာတယောက်တို့ကိုဖမ်းဆီးခံရလို့ဘန်ကောက်ပို့စ်တော်မှာဖော်ပြထားပါတယ်။ပရိုက်ဆက်မှာဩဂတ်လ2နေ့မိုးထားတနာရီမှာထိုင်းရေတပ်ဖွဲ့ကပရာဒိတ်မနုတဲ့နှလဲထားမှာဟင်းဝေလိုင်စော်မင်းအရာဆိုင်ကိုဝါရောင်းဖဖွေခါခဲ့စောပါရောက်ဖဖွေမှုတော့ဆိုင်တဲမှာတင်းခေါ်အတန်ကြီးဖွန်ပြီးကကားခုန်နေရဲ့ဘရွန်မိုးရိုက်စေဝါသုံးစင်းနေတဲ့မြန်မာပြည်သားစစ်တယောက်နဲ့စိုက်ပိုင်ရှောင်းတို့ကိုစိုက်စစ်တီဟင်ခါရီလိုရေတက်ခွေကပရော့ဆိုပါရီဖန်စီခံရသူတို့ဒီမှာဆေးဆိုင်နိုင်မပြေးသေးမြန်မာလူငယ်တယောက်ပါဝင်ပြီးကလာဟိမှာသူတို့ဒီအလုံးကိုမိုးရိုက်စေသုံးစင်းမှုနဲ့တရဆွေးဆိုထားပါရီအလာတူရေတက်ခွေကစိနောက်ဖဖွေမှုအတော်ကဲတမောသူညာတသမ9ဂရန်နဲ့မိုးရိုက်စေသုံးစင်းရဲ့ပစ္စည်းတို့ကိုပါတွင်းဟင်ခါရီလိုသိရပါရီလာဟိမှာစိုက်ပိုင်ရှောင်းထိုင်းလူမျိုးကိုမိုးရိုက်စေသုံးစင်းခေါ်ပရမှုတရမောင်အရာဆိုင်မှာအရေမရောသိန်းသူကိုဝါရောခေါ်ပရမှုလိုင်စော်မင်းအရာရောင်ရှာမှုတရမောင်ဆိုင်ဖုံးလိုက်မှုအပရောသဲမဲရှိန်ပရွန်ဘရာအရာရောင်ရှာမှုစားတွင်ပြိုင်မှုတီနဲ့တရဆွေးဆိုထားရလို့လေသိဟင်ရပါရီအော်ဒိုနီးရှားကူတိုတော်ပေါ်မိလောင်မှုဖိုင်လို့အနည်းဆုံး9ယောက်တည်ဆုံးလာပြီးကလေးစီတယောက်ပျောက်ဆုံးနေကြောင်းသိရပါရီအော်ဒိုနီးရှားနိုင်ငံအနောက်တောင်ပိုင်းဆူလာဝီစီကျန်းနေမှာဩဂတ်လ3နေ့ကခရီးသစ်တော်ကူတိုတော်ပေါ်မိလောင်လို့အနည်းဆုံး9ယောက်တည်ဆုံးနာလေးစီတယောက်ပျောက်ဆုံးနေသေးတယ်လို့အော်ဒိုနီးရှားအရေးပေါ်ကေစီရေးတာဝန်ဟိသူတို့ကထုတ်ပြန်ပါရီရောတော်မော်ရဲဂျာဘာကျွဲအဟီမြောက်ကဲခေကဆူလာဝီစီကျန်းတောင်ပိုင်းမကန်ဆောက်ကိုခရီးသစ်နရာခနိုင်စီတယောက်တော်ဆောင်မနာခုံမောင်းလာရှင်မာဒူရာကျွဲအနေမိလောင်ခါစာဖရိုက်ပါရင်မိလောင်မှုကအနည်းဆုံး9ယောက်တည်ဆုံးလာပနာ925ယောက်ကိုအသားရောင်လျောက်ကေတော်နိုင်ခါပြီးကနောက်ထပ်လက်စီတယောက်မှပျောက်ဆုံးနေရလို့သိရပါရင်အလာတူအပရိခရီ2025ခုနှစ်ဇူလိုင်လ10ရက်နေ့မှာလေမြောက်ဆူလာဝီစီခရိုင်မှာကူတိုတော်ပေါ်မိလောင်မှုကအနည်းဆုံး3ယောက်တည်ဆုံးခါပြီးကခရီးသစ်တရာ9စီဝဲကျော်ကိုကေတော်နိုင်ခါရလို့လေသိဟင်ရပါရင်အခုဆာလာဘရီကအော်ဂဇဲတတော်တီကိုတောက်စားပြီးလောက်ဖို့ဟိမာရီမာလီကွာလေလူဆန်ငါရီကိုဘရက်ဖို့အတော့ကလစ်ဆက်ရှိတော့ဂရီနာခိုယူရီတတော်ကိုပရပရာရှမာရီဘရက်ဖို့အတော့ဆောလက်စ်အတော့ကမာလီကွာလေလူမာမာဒူဆန်ငါရီကိုကလစ်ဆက်ရှိတော့ဂရီနာခိုယူခါပါရီဆန်ငါရီနစီလေးနိုင်ဆောဘရက်ဖို့အတော့နာငါနိုင်စာရှုံရှုံဆိုခါရီကေတနိုင်သားတန်တိုခွာလေးပောင်ရီလို့သိရပါရီဘရက်ဖို့အတော့ဤဂရီညာရှာမာလေးကလဲဆက်ရှင်တဂရနာခိုယူခါရီလို့ဖော်ပြခပါရီဆန်ငါရီကအယောနိုင်ကခိုယူထားရီဝေတာရာဤပရိုရီကိုကျုပ်ဖရဲခါဆွာလေးဖိပါရီဆန်ငါရီဤပရိုရီကိုပေါ39သန်းနောက်ပေါ40သန်းလို့တတော်တီကအမျိုးမျိုးဖော်ပြနေခဲ့ပါရီသူစောမာလီအသောအတွက်စေခရဝေကစားထားရီက2025အာဖရိကနိုင်ငံမြောက်ဖလော့ပရိုက်ဝေးမှာလေပါဝန်ကစားခါရီလို့သိရပါရီနောက်ဆုံးတော်တပေါင်းအနေနဲ့တူရကီကလပ်ထရက်ဆန်စပေါ်အသောပါဆာလာပရမီဘိုနေစနေကြောင်းသိရပါရင်လီဗာပူးတော်နဲ့လက်ခဲထားရဲ့အီတလီတိုက်ဆိုင်ကစားသမားဆာလာစောတူရကီကလပ်ထရက်ဆန်စပေါ်အသောပါပရမီဘိုနေစနေပါရင်ဆာလာနဲ့ထရက်ဆန်စပေါ်အသောကသဘောတူညီမှုရာဖို့ကကောင်းနေစနေပြေလို့လေသိရပါရင်ဆာလာစောအစောပိုင်းကတူရကီကလပ်ပဲစတဲ့တော်နဲ့တတော်ထောက်ခါစောပါပဲစတဲ့တော်စောဆာလာကိုခေါ်ယူဖို့နှုံးအောင်နဲ့သဘောတူညီမှုရာဟင်းပြီးခါမှာပြပြခါစောဖိုက်ပါရင်အသား30လေးနဲ့ဟင်းဆာလာစောတူရကီမျိုးကိုတနိုင်စရှောတနိုင်သားတဲ့တူခေါနဲ့ရာပရဝီဖို့မြောက်ပါရင်ဆာလာအနေနဲ့တနိုင်အတော်လောက်ခယူရိုစီတဲ့နဲ့တခါစုကေတီလေးရာဟင်းဖို့ဖိုက်ပါရင်အာရခပရီတိုတဲ့ရင်မိုးထားစောစောတတော်ထောင်းလုံးမှုစီစဉ်တီကိုနှထောက်ခါခဲ့စောဖိုက်ပါရင်ဂဏိတတော်ထောင်းလုံးမှုစီစဉ်ကိုအကျဉ်စောမရနေနဲ့တူမမရတာတွေကတာဝန်ယူစုစေတော်စားပေးခါခဲ့စောဖိုက်ပါရင်ဂဏိတတော်ထောင်းလုံးမှုစီစဉ်တီကိုဒီနေရာမှာပေါ်ရနာထောက်ခွန်ပရူပါ
အာရခပီတူတန်ကထုံလုံးတော်စားပြီးနေတဲ့စီစိုက်တီကိုအရှင်ပြမနာစောင်းမြောက်ခန်းစားနာထောင်ပိခခဲ့တဲ့တော်လေးကျေးဇူးမြတ်ကြီးတော်ဟင်ပါရင်အာရခမိဖပီတူရောအလုံးကိုစိန်နဖရာကျဲမှာထော်လဲပနံတရားလာပါရင်အာရခနိုင်ငံတော်တိုက်ကိုလေးအယုံဆုံးပိုင်ဆိုင်နိုင်ခဲ့ပါစီလို့စုံမကောင်းတောင်းပေးလိုက်ပါရင်အကျယ်ရောအာရခပီတူတန်ကထုံလုံးတော်စားပြီးနေတဲ့စီစိုက်တီကိုအာရခပီတူတန် Facebook page YouTube Telegram channel နဲ့လီလိုက်ထေကနားထောင်ရှော်ရေးဆိုခဲ့လိုက်တိုမီတာကိုစိရှိုက်တာသမားသူများမီဂါဟဲမောင်ဖဲယူနာထောင်နိုင်ပါကောင်းတတော်ကောင်းပါရပါရင်